6သိန်းကိုပေါ့ဝင်ကြွပြီးစုချလိုက်စပါမယ်ဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားတနည်းအားဖြင့်ဆရာတကားဆရာပေါ့ဗျာနှစ်ဦးသားပူးပေါင်းစီစဉ်ပြီးတော့ရှင်လူအများဓမ္မတန်ဝကရရှိစေနိုင်ရန်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသနည်းတမိရှိစကရမအဖြစ်ပေါ်ပြီလားပေါ်ပါပြီဗျာအဖြစ်လေးမျိုးကိုကြည့်ပါကြည့်ပြီနော်တပါဗျာမေးပါမယ်တမိ play or stay play ပါဗျာဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာတမိဆက်ဖြေလို့မှားရင်ငွေတပြားမှမရတော့ဘူးရက်နေမယ်ဆိုလို့ရှိရင်စုငွေသိန်း600နဲ့ဘယ်လောက်လဲသိန်း600ကျော်ရအောင်653သိန်းရတမိစဉ်းစားသိချာအချိန်စက္ကန့်မမှတ်သေးဘူးဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်တို့အများဓမ္မတန်ခါရရှိစေနိုင်ဖို့အတွက်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးဟာဘုရားလက်ထက်မှာဖြစ်ခဲ့ပါတယ်။မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသနဲ့။တမိအဖြေလေးမျိုးတွေ့တယ်နော်။တွေ့ပါရဲ့ဗျာ။အကယ်၍ဘုံဘုံတမိက play ဆိုလို့ဆက် play လိုက်ပြီဆိုလို့ရှိရင်စက္ကန့်30ပဲအချိန်ရမယ်။ဘုံဗျာ။ play or stay ဆက်ဖြေပါမယ်ဗျာ။စက္ကန့်30စတင်ပါပြီ။ပြည့်တန်စာပါဗျာသမီးမဖြေခင်စဉ်းစားနော်ကျမဖုံဖုံဗျာသမီးလွတ်သွားတဲ့အဖြေကဘုံဘုံပြောင်းလို့မရဘူးနော်ကျမဖုံဖုံဗျာဘုံဘုံကအဖြေမှန်ဖြေပါဆိုတော့မှဖြေရမယ်နော်ကျမဖုံဖုံအခုသမီးပြောသွားတဲ့အဖြေမှန်တော့ပြဘုံဘုံတို့အတီးယူရမလားခွင့်လုပ်ပေးရမလားအတီးယူပေးပါဗျာစီတီရီမှာပြည့်တန်စာပါဗျာတီရီမှာပြည့်စားကိုရင်ဘာကိစ္စလဲရှုချတာပါဗျာတာဒုဒီရှမ်းမပါတဲ့ချမ်းသာပါသေးငါ့ကိုရှုချတာနော်ဟုတ်တယ်နော်ငါ့ကိုရှုချတာတင်ပါဗျာသိကြလားဘယ်ဘက်လက်ပြသိကြလားသိကြပါတယ်ဗျာတပည့်တော်ရှုချတာလားရှုရှင်ကိုရှုချတာလားပြပြသားပြောအာမနာနဲ့ဘုံဘုံဆုချတာလားဟိုပထမဆုချင်ဆုချတာလားပထမဆုချင်ပါဗျာမချစ်တော့လေယောဒီဘောင်ဘယ်လိုအဖြေမှန်မှန်စစ်ပေးအောင်မယ်အဖြေမှန်မှန်ဆုချမယ်မိုင်းရဆုမချအောင်ဒါဘယ်လောက်လဲ6သိန်း10သိန်းမပြည့်ဘူးကိုရင်လေးအသက်ရှိပါသေးကျန်းမာပါသေးဘုံကြည့်ပါသေးတိုးတက်ပါစေနောက်သမီးနော်ဆူတောင်းပေးတယ်နော်ဒီမှာဖုံဖျားရပြီကျေးဇူးပါနော်မှန်ပါပြီမပေးဘူးနော်ခဏနေမသွားနဲ့မင်းဖြည့်ကြည့်စမ်းကွာကာကြီး A B C D A အမ်ဘပါဠိပြည့်စာ B တာမာဝရီပြည့်စာ Cတေးဒီမှာပြည့်စာနဲ့ကာကြီးဒီတာလာဝရီပြည့်စာအဖြေပါဖြစ်မလားသူကဖြေရတာစီတဲ့ဒီမှာပြည့်စာဘယ်ပြည့်မှန်လားမှန်ပါဗျာကိုကျော်တော်လေးတင်ပါဗျာကိုရင်လေးနဲ့ရှင်ပြီးအဖြေစစ်ပြလိုက်မှန်ကြည့်အောင်နော်တင်ပါဗျာပါရမီရှင်ကိုရင်လေးတော့မရှင်ဝတ်ပါဘူးဗျာဒီနေ့ပြိုင်ပွဲရတကယ်ထူးခြားပါတယ်အဲ့တော့ထူးခြားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖူးမြော်ခွင့်ရတဲ့တီလာသမအချိန်ဖြစ်ပါတယ်ဝင်နာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေးခွန်းဖျားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်လူအများ
ဓမ္မတန်ဝေကရရှိစေနိုင်ရန်စီမံဆောင်ရွက်တဲ့အတုပါရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသည်။အဖြေကိုသမီးလေးကစီသီရိမာပြည်တစားလို့ဖြေဆိုထားပါတယ်။ဝိနာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေးခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ6သိန်းကိုပေါ့ဝင်ကြွပြီးစုချလိုက် သမီးလေးလက်ခံပေးပါရှီလေးကိုကြွပြီးတော့လက်ကုပ်ဩဘာသများနဲ့ဂုဏ်ပြုပေးပါအောင်ခင်ဗျာ